နောက်ဆုံးအချိန်ပိုအပိုင်း3နောက်တနေ့မနေ့မှာတော့ဝန်ထမ်းတွေအလုပ်လာတက်ကြပါတယ်။ဒါပေမဲ့မင်းသူရဲ့ထိုင်ကုန်မှာတော့သူ့ရဲ့အိတ်နဲ့ဖုန်းပဲရှိနေပြီးလူကတော့ရှာမတွေ့တော့ပါဘူး။ရုံးက CCTV တွေကိုပြန်ကြည့်ရအခါမှာတော့အားလုံးကတုံလုံးခြောက်ခြားသွားကြပါတယ်။ CCTV မှတ်တမ်းထဲမှာမင်းသူကည9 နာရီလောက်မှာတစုံတစ်ယောက်နဲ့စကားပြောနေတယ်လို့မျိုးလက်ဟန်ချင်ရန်တွေလုပ်နေတာကိုတွေ့ရပါတယ်။အဲ့ဒီနောက်သူကဓာတ်လေကားထဲကိုဝင်သွားပါတယ်။ဒါပေမဲ့ထူးဆန်းတာကဓာတ်လေကားထဲမှာသူတယောက်တည်းရှိနေတာမဟုတ်ပဲသူ့ဘေးမှာအရင်မဲကြီးတစ်ခုကသူ့လက်ပင်ကိုဖတ်ထားတာကိုမြင်လိုက်ရတာပါပဲ။ဓာတ်လေကားတကားပိတ်သွားပြီးနောက်ဘယ်အထက်မှာပြန်ပွင့်မလာတော့ပဲမင်းသူကအဲ့ဒီမှာတင်အဆအနောက်ပျောက်သွားခဲ့ပါတယ်။ရဲတွေကဓာတ်လေကားတွေကိုစစ်ဆေးပေမဲ့လည်းဘာမှရှာမတွေ့ခဲ့ပါဘူး။နောက်အပတ်အကြာမှာတော့မင်းသူရဲ့နေရာကိုအစားဝင်လာတဲ့ဝန်ထမ်းအသစ်လေးဟာညဘက်အလုံးလုံးနေရင်ထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။သူမောကြည့်လိုက်တဲ့အခါဖိုတိုကော်ပီဆက်ကနေစာရွက်တစ်ရွက်ထပ်လာပါတယ်။အဲဒီစာရွက်ပေါ်မှာတော့မင်းသူရဲ့လက်ရည်နဲ့ရေးထားတာကငါ့ကိုကယ်ကြပါအောင်တဲ့။ဇလန်းလေးကတော့ဒီမှာနေပြီးပါပြီ။ဒီလိုမျိုးနောက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းတွေကိုနားထောင်ချင်နေဆိုရင်တော့ channel လေးကို like and follow လုပ်ပေးထားပါအောင်เนาะ။ဒါရသောနေ့လေးဖြစ်ပါစေရှင်။